ယောလာအနာဂတိကျမ်းမှာဖတ်ရှုခြင်းထာဝရဘုရားမိန့်တော်မူသည်ကားယခုတွင်အစာရှောင်ခြင်းမိုးကြွေးမိတမ်းခြင်းနှင့်တကွာစိတ်နှလုံးကျွမ်းမဲ့ငါထံသို့ပြန်လာကြလော့အဝိတ်ကိုမဆုပ်ဘဲနှလုံးကိုဆုပ်လျက်သင်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ပြန်လာကြလော့စေတနာခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍စိတ်ရှည်သောသဘောအလွန်ကျေးဇူးပြုခြင်းသောသဘောအပြစ်ပေးခြင်းကိုနောင်တရတတ်သောသဘောရှိတော်မူ၏သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရဘုရားအားဘောဇဉ်ပူဇော်တကားနှင့်တွန်းလောင်းရာပူဇော်တကားကိုစက္ကပ်ရန်ဖြစ်စေခြင်းကဘုရားသခင်သည်တပံပြန်လာ၍နောင်တရပြီလျှင်ကောင်းကြီးမင်္ဂလာကိုထားရစေတော်မူမည်မမူမည်ကိုအဘယ်သူသိနိုင်သနည်းစီယုံတောင်ပေါ်မှာတဘိုးကိုမှုတ်ကြလောအစာရှောင်ရသောအချိန်ကိုခန့်ထား၍ချိုးချံစွာကျင့်ရသောအချိန်ကိုကြေညာကြလောလူများတို့ကိုခေါ်၍စုဝေးသောပရိသတ်တို့ကိုတန့်ရှင်းစေကြလောအသက်ကြီးသောသူတို့ကို၎င်းငယ်သောသူနှင့်နိုးဆိုသောသူတို့ကို၎င်းစုဝေးစေကြလောမင်္ဂလာဆောင်လူလင်သည်မိမိအခန်းထဲက၎င်းမင်္ဂလာဆောင်သူတို့သမီးသည်မိမိကွယ်၍နေသောတလကာတွင်က၎င်းထွက်စေထာဝရဘုရား၏အမှုတော်ဆောင်ယစ်ဘရဟိတ်တို့သည်အင်တော်ဦးနှင့်ယစ်ပလင်ဆက်ကြောင်းမှာငိုကြွေးလျက်အိုထာဝရဘုရားကိုရောဤလူများကိုတနာတော်မူပါတပါးမျိုးသားတို့သည်အစိုးရ၍အမွေတော်လူတို့ကိုကဲရဲစေခြင်းကအနန္တတော်မူပါနှင့်သူတို့ဘုရားသခင်ကအဘယ်မှာရှိသနည်းဟုတပါးမျိုးသားတို့သည်အဘယ်ကြောင့်ဆိုရကြပါသနည်းဟုလျှောက်ကြစေတို့ပြုလျင်ထာဝရဘုရားသည်ဤတော်ကိုမားစားခြင်းသောစိတ်အားကြီး၍မိမိလူတို့ကိုကယ်မသနာတော်မူလိမ့်မည်။ဘုရားသခင်နှုတ်ကပတ်တော်ပေသည်။